စာတရားပြေဝကြနိုင်စေဖို့အတိတ်ပြီးမှစုကြည်ပန်စေရာဘုအိတ်သာသာသမယပြေဝကြပါဘူးတောင်းတဘုံတောင်းဆုရှိတာရင်စီစိတ်ဥစ္စာများကျေဝတ်တဲ့စီလာညာဝီဒီဘာနဲ့ဆိုင်ရသေးကောင်းမှုရှိလို့များဆရာရှိလို့ဆရာရင်ကျေရာနိုင်မကြည့်တဲ့တော့အချင်းတွေကအဆောင်ကြီးအပြီးရဲ့ဆရာသာသာနဲ့ပါတဲ့ကျေးဇူးမှာသာတော့ဆက်ကြရရဒီကရာဒီနာ